အားလုံးပဲမင်္ဂလာပါအဲ့တော့ကိုယ့်ရဲ့နေ့စဉ်တူပါပေါ့နော် writing practice လုပ်လို့ရတယ်နည်းနည်းလေးတစ်ခုကိုပြပြပေးချင်ပါတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်ညနေပေါ့နော်ကိုကအေးလို့ဖြစ်တဲ့ချိန်ဒါမှမဟုတ်နားတဲ့ချိန်မှာဆိုလို့ရှိရင်ကိုယ့်ကိုယ်ကိုမိခုံးသုံးဘူးမေးရမှာဖြစ်ပါတယ်အဲ့ဒါတွေကဘာလဲဆိုလို့ရှိရင် what did I do today ငါဒီနေ့ဘာလုပ်ခဲ့ရလဲ how do I feel now ဒါမှမဟုတ် how do I feel today เนาะငါဘယ်လိုခံစားရလဲပေါ့နော်လောလောဆယ် what will I do tomorrow ငါမနေ့ပြန်ဘာလုပ်မှာလဲကိုဘာ plan ရှိလဲပေါ့နော်အဲ့တော့အဲ့လိုမျိုးတွေစဉ်းစားကြအပြင်ကိုယ့်ရဲ့နေ့စဉ်လုပ်ပြတတ်တဲ့အဲ့လိုမျိုးtask တွေ activities တွေကိုပြန်ပြီးတော့မှစဉ်းစားဖြစ်မယ်ပြီးတော့မှကိုဘယ်လိုရေးရမလဲเนาะဘယ်လို verbs တွေကိုသုံးရမလဲဘယ်လို structure တွေနဲ့ရေးရမလဲဆိုတာကိုလေ့ကျင့်ဖြစ်မယ်နော်ပြီးတော့ကိုယ့်ရဲ့ခံစားချက်တွေကိုကိုပြန်ပြီးတော့မှ reflect လုပ်ဖြစ်မယ် review လုပ်ဖြစ်မယ်ပြီးတော့လို့ရှိရင်နောက်နေ့တွေလုပ်မယ်ကိစ္စတွေအတွက်ဆိုလို့ရှိရင်ကိုယ်ကြိုတင်ပြီးတော့မှ plan လုပ်ဖြစ်မယ်ပေါ့နော်အဲ့လိုမျိုးကိုလုပ်ချင်တဲ့ကိစ္စတွေဆိုလို့ရှိရင်လည်းကိုယ်ဘယ်လိုမျိုး English လို့နော် express လုပ်ရမယ်အဲ့ဒါကိုတစ်ခါလေးခြာရေးဖြစ်မယ်အဲ့တော့စာရေးတာနဲ့ပတ်သက်ပြီးတော့မှဘာကောင်းတာလဲဆိုလို့ရှိရင် तू ကကျတော့ nobody's there to judge you နော်ကိုယ်ဘယ်သူမှ judge လုပ်မှာမဟုတ်ကိုယ့်ဘက်ကိုခြာရေးလို့ရတယ်ကိုယ်စိတ်ထဲရှိတာကိုဘာလုပ်ချင်တာလဲအကုန်လုံးကို express လုပ်လို့ရတာပေါ့နော်အဲ့တော့အဲ့လိုနေ့စဉ်တူပါလုပ်တဲ့အကျင့်တွေကဘာဖြစ်လာမလဲဆိုလို့ရှိရင်ကိုယ့်ရဲ့mental health အတွက်လည်းကောင်းတယ်ပြီးတော့ဒီ writing practice ကပုံမှန်လုပ်ဖြစ်နေတာဖြစ်တာပဲတဲ့အတွက်ကိုကအဲ့လို21ရက်เนาะ2190 rule ဆိုတာရှိတယ်21ရက်ကိုကိစ္စတစ်ခုပေါ့เนาะကိုအချင်းလုပ်ချင်တာကိုတောက်လျှောက်လုပ်သွားနိုင်တယ်ဆိုလို့ရှိရင်အဲ့ဒါက habit ဖြစ်သွားတယ်21ထပ်ကျော်ပြီးတော့မှ90 days ထိသွားနိုင်တယ်ဆိုလို့ရှိရင်ဒါဒီ lifestyle တစ်ခုဖြစ်သွားတာပေါ့เนาะကိုမနဲ့မိုးလင်းလို့ဟလာကိုနေကုန်သွားမတိုက်ရမနေနိုင်သလိုဟလာကိုမနဲ့သွားတိုက်နေကြเนาะသွားမတိုက်ရလို့ရှင်ဟာတတားကြီးဖြစ်နေသလိုအဲ့လိုမလုပ်ရရင်မနေနိုင်တဲ့ကိစ္စတစ်ခုဖြစ်သွားတဲ့အထိကိုဒီ consistent habit လေးဖြစ်သွားမှာပေါ့เนาะ lifestyle လေးတစ်ခုအဲ့တော့ဟုတ်ပြီအဲ့တော့ writing practice လေးကို try ကြည့်ပါပြီးတော့တစ်ခုလိုအပ်တယ်တစ်ခုမေးချင်တယ်ဆိုလို့ရှင်လည်းViber မှာလာမေးလို့ရတာပေါ့เนาะ+959 4200 6099